မြန်မာနိုင်ငံကနာမည်ကြီးမင်းသမီးတွေကိုကြောတက်ခါနိုင်ငံခြားကပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းကိုခံနေရတဲ့ခင်ဝင်းဝါကလက်ရှိမှာအကယ်ဒမီတဆူရမင်းသမီးအနေနဲ့ရပ်တည်နေပေမဲ့လည်းထိတ်တန်းမင်းသမီးတစ်လက်တော့မဖြစ်သေးပါဘူး။ဒါပေမဲ့ထိတ်တန်းမင်းသမီးတွေမရရှိတဲ့အခွင့်အရေးကိုရရှိလို့နေတာဖြစ်ပါတယ်။အဲဒါကတော့ဇလန်တွဲတွေနဲ့ပြည်ပနိုင်ငံကပရိသတ်တွေရဲ့ကြားမှာအားပေးခြင်းခံနေရတာပါ။ချစ်တော်နင်းစီဇလန်တွဲနဲ့ခင်ဝင်းဝါကအင်ဒိုနီးရှားနိုင်ငံကပရိသတ်တချို့ရဲ့စိတ်ဝင်စားခြင်းကိုခံနေရတာဖြစ်ပါတယ်။ချစ်တော်နင်းစီဇလန်တွဲကထုံးတင်ပြသပြီးတာကြာပြီဖြစ်ပါတယ်။ချစ်တော်နင်းစီဇလန်တွဲထဲမှာအေဂျင့်မောင်နဲ့ခင်ဝင်းဝါတို့ကအဓိကတရုပ်ဆောင်ထားတာပါ။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာခင်ဝင်းဝါနဲ့အေဂျင့်မောင်တို့ကချစ်တော်နင်းစီဇလန်တွဲတွေကဇက်ဝင်ကန်တချို့ကိုဗီဒီယိုတွေပြန်တင်နေတာဖြစ်ပါတယ်။ဒါကြောင့်မလို့လဲဆိုရှယ်မီဒီယာပေါ်မှာပြန်ပြီးတော့တကြော့ပြန်ကနာမည်ကြီးနေတာပြည်ပနိုင်ငံကပရိသတ်တွေကပါစိတ်ဝင်စားခြင်းခံလာရတာဖြစ်ပါတယ်။ချစ်တော်နင်းစီဇလန်တွဲတွေကမင်းသမီးလေးတွေကဘာတူလဲဆိုပြီးမင်းနေကြတဲ့သူတွေကများလာတာပါ။ဒါအပြင်ဇလန်တွဲကိုအင်္ဂလိပ်လိုဘာသာပြန်နဲ့တင်ပေးဖို့လဲတောင်းဆိုနေကြတာပါ။ခင်ဝင်းဝါကိုပို့ပြီးတော့သဘောကျတဲ့သူတွေကများလာပြီးသူမပါတဲ့ဇလန်တွဲတွေကိုစိတ်ဝင်စားလာခဲ့ကြတာပါချစ်တော်နင်းစီဇလန်တွဲပြင်မိုဟီကိုနဲ့တွဲပတ်တင်ရုံဆောင်ထားတဲ့အမုံဇလန်တွဲကိုပါစိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်အမုံဇလန်တွဲကအရန်ကိုအောင်မြင်ကြော်ကြားခဲ့တဲ့မဟာဇလန်တွဲတွေဆိုရင်လည်းမမားပါဘူးအဆိုပါဇလန်တွဲထဲမှာခင်ဝင်းဝါရဲ့တင်ရုံဆောင်ပုံတွေကလည်းအရန်ကိုပြီးပြင်းလွန်းတာပါရုပ်ရှင်စကားကြီးဖြစ်မယ်ဆိုရင်ခင်ဝင်းဝါအတွက်အကယ်ဒမီတောင်ပြေးမလို့တဲ့စကားဆိုပြီးချီးကျူးနေတာပါအင်ဒိုနီးရှားနိုင်ငံကပရိသတ်တွေဆိုရင်လည်းအဆိုပါဇလန်တွဲကိုသဘောကျလို့နေတာပါအခုလိုပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းခံရဖို့ဆိုတာမလွယ်ကူပါဘူးထိတ်တန့်မင်းသမီးတွေအနေနဲ့ပြည်ပနိုင်ငံတွေရဲ့ရုပ်ရှင်ပွဲတော်မှာဆူရရှိထားခဲ့ပြီးမြင်လေအခုလိုပရိသတ်တွေကစိတ်ဝင်စားတာမျိုးသိမရှိပါဘူးဒါကြောင့်မလို့လဲခင်ဝင်းဝါကစမ်းနဲ့ကန်အရန်ကောင်းလာတယ်လို့ပြောရမှာပါထိတ်တန်းမင်းသမီးတွေမရရှိသေးတဲ့အခွင့်အရေးကိုပါရရှိလာခဲ့တာဖြစ်ပါတယ်။ခင်ဝင်းဝါကမြန်မာနိုင်ငံကမင်းသမီးတွေထဲမှာဆိုရင်အလှပဆုံးအချောဆုံး top 10မင်းသမီးတွေထဲမှာတယောက်ပါဝင်ဖြစ်ပါတယ်။ပြည်မျိုးမဲ့မတင်အလှကြောင့်ပဲခင်ဝင်းဝါကပြည်ပနိုင်ငံကအလှမယ်တွေကြားထဲမှာပါဝင်တန်းဝင်အလှမယ်တယောက်ဖြစ်ခဲ့သေးတာပါ။ Miss Supernational 2030ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့ပြီး top 20ထိဝင်ရောက်နိုင်အောင်ကြိုးစားခဲ့တာပါ။စုလေးစုအထိကိုရရှိခဲ့ပြီးနိုင်ငံတကာအလှမယ်တွေကိုရှင်ပေါင်တန်းနိုင်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဒီနှစ်ထဲမှာဇလန်တွဲတွေကိုစုပြီးဝဲကျင်းပမယ်လို့လည်းကြားသိရတဲ့အတွက်ခင်ဝင်းဝါအတွက်ဆူရရှိဖို့မျှော်လင့်ချက်ရှိလို့နေတာပါချစ်တော်နှင်းစီဇလန်တွဲက2024ခုနှစ်မှာပြသခဲ့တဲ့ဇလန်တွဲဖြစ်တဲ့အတွက်ဆူရရှိဖို့အခွင့်အရေးများလို့နေတာပါတရုတ်ဆောင်ကောင်းတဲ့သူမအတွက်ဇလန်တွဲနဲ့မှတ်တိုင်စိုက်ထူနိုင်ဖို့ကိုလည်းမျှော်လင့်လို့နေတာဖြစ်ပါတယ်လက်ရှိချိန်မှာခင်ဝင်းဝါကအကယ်ဒမီတစုသာရရှိထားတာပါမြန်မာနိုင်ငံကနာမည်ကြီးမင်းသမီးတွေကိုကြောတက်ပြီးနိုင်ငံခြားကပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းကိုခံနေရတဲ့ခင်ဝင်းဝါပေါ်ပရိသတ်တွေရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးများတင်ပါတယ်ရှင်